你阿妈吃饱饭嘛，你考第三级。啊，老板呢？没要，没要么在乎。到脚肚，到钱包不够定的，嘟。你把弄个大块，吃饱了哩。那大块你不老得难做的。啊，你叫起来哩？你来个，那大不老贵嘛50。你这样啊？你要吃点哦。没呀，给送没？OK 啦，端。咋？你来多少？没有没。Hello တတူထိုးတဲ့ဆိုင်ရလားမသိဘူးနော် ဟုတ်ပါတယ်ခင်ဗျ တတူထိုးတာလူကိုယ်တိုင်လာဖို့လိုလားမသိဘူးရှင် မလုံးညမထိုးမဲ့နေရာလေးပဲဓာတ်နဲ့လီးပြီးပို့လိုက် ညီမလေးကို့အဖြစ်ပြီးတော့လေ ကိုညံကောင်းလား ဗာလဲမေကွန်းတစ်ခုမေးဦးမှာမလားအဲ့မေကွန်းဖြေနိုင်လို့ရှိရင်အဖြစ်ပေးမယ်ဒါပဲလောက်မှာမလား ဟုတ်တယ် စမ်းကြည့်လိုက် Okay လေအဲ့ဆိုညီမ Facebook လောက်ရင်ဝင်လိုက်အောင် အဲ့ဘာလို့ပို့တော့ အဲ့ကုတ်မှန်အောင်ပြောအဲ့ဒါဆိုရင် ညီမလေးဒီမှာဘာထိုင်လုံနေ အကိုတတိယနေရ ဟာဟုတ်လို့လား ဟုတ်တယ် ဒါနဲ့အကိုဘာလို့တတိယနေ အကိုညီမပတ်စံချီထားလို့လေ နွားလို့ပြောလိုက်တာနဲ့ဘယ်သူ့ကိုပြေးမြင် နွားလို့ပြောတာလေမမကိုကြိုက်တဲ့ကောင်လေးတွေပေါ့နော် အမကျွန်တော်ဆိုလေဗရာစီယာလက်ဆောင်ဝယ်ပေးခြင်းလို့အဲ့ဒါစိုက်ကလေးရွေးပေးလို့ရမလား အဲ့ဆိုမောင်လေးဆော်ရဲ့ဘရာစီယာဆိုင်ကိုတိလား ကျဲဥလောက်တော့ရှိမယ် အော်ရှော့ဒါကြက်ဥလောက်ပဲ ဟာမဟုတ်ဘူးမကျွန်တော်ပြောတဲ့ကျဲဥကကြော်ပြီးသားကိုပြောတာ ဟမ်